マイホーム天国へようこそ。おじいちゃんとおばあちゃんあっちだから。兄ちゃん、ここちょっと怖い。誰か住んでもすぐに出てっちゃうのね。引っ越しはしません。お姉ちゃんない全部やりよったら。အားလုံးပဲမင်္ဂလာပါကျွန်တော်ချမ်းမြေ့တော်ပါဇလန်အဆောက်မလို့လွန်ခဲ့တဲ့10နှစ်ခန့်ကဂျပန်နိုင်ငံရဲ့ဝေးလံတဲ့အရက်ကအိမ်ဟောင်းကြီးတစ်ခုစီကိုခေါ်သွားပါလိမ့်မယ်အိမ်ရဲ့အပေါ်တဲ့အခန်းလေးတစ်ခုထဲမှာဆယ်ကျော်သားမိန်းကလေးတစ်ယောက်ဟာကြောက်လန့်တကြားနဲ့တကားကိုပိတ်ထားခဲ့ပါတယ်သူမနာမည်ကစာယူရီပါသူမအားသူမရဲ့မိသားစုဝင်နေစီကနေရရက်ဆက်ဆက်နှိမ့်ဆက်ညင်မှန်းခံနေရတာဖြစ်ပြီးနောက်ဆုံးမှာတော့ဒီအိမ်ကြီးထဲမှာပဲသူမရဲ့အသက်ဟာကြေကွဲစရာကောင်းတော့အောင်ညီကိုချုပ်သွားခဲ့ရပါတယ်ဒါဟာဒီအိမ်ကြီးထဲမှာကိန်းအောင်နေမဲ့ကျင်းစားတစ်ခုရဲ့အစပြိုးခြင်းပါပဲအချိန်တွေကြာလာပြီးနောက်မှာတော့ကာမီကီဆိုတဲ့မိသားစုတစ်ခုဟာဒီအိမ်ကြီးကိုဈေးတက်တက်တတညဝယ်ယူလာပြီးပြောင်းရွှေ့လာကြပါတယ်ဒီမိသားစုမှာအဖေအာကီယိုအမေမာဆာကိုအဘိုးရှို့ဆိုရေတရီမေယောဂရနေတဲ့အဖွာဟာရူအေရင်ပြီးတော့သားသမီး၃ယောက်ဖြစ်တဲ့နိုရီအိုကေကိုနဲ့အငယ်ဆုံးလေးရှင်တို့မှပါဝင်ပါတယ်သူတို့အားလုံးဟာအိမ်သစ်ကြီးမှာပျော်ပျော်ရွှင်ရွှင်နေထိုင်ရတော့မယ်လို့ထင်မှတ်ကြပြီးမြဲအိမ်လေးကိုခြေချလိုက်ကြတဲ့ကထူးထူးဆဲဆဲအေးဆက်ဆက်အငွေ့အသက်တွေကိုစတင်ခံစားကြရပါတယ်ရဲအနေငယ်ကြာလာတဲ့အခါမှာတော့အိမ်ထဲမှာမရှင်းလင်းတဲ့အဖြစ်အပျက်တွေစဖြစ်လာပါပြီအမဖြစ်သူဂီကိုကအခန်းထဲမှာတယောက်တည်းစကားတွေပြောနေတယ်လို့အမောင်ထဲမှာတစုံတယောက်ရှိနေတယ်လို့မျိုးခံစားလာပါတယ်။တညမှာတော့အဘိုးဖြစ်သူရှိုးဆိုဟာအိမ်ရဲ့လေကားရင်မှာသွေးပြက်စရာကောင်းတဲ့ပုံစံနဲ့တေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ဒါဟာတိုက်ဆိုင်မှုမဟုတ်ဘူးဆိုတာကိုနိုရီယိုတယောက်ပဲသိမိခဲ့တာပါ။နိုရီယိုရဲ့ကျောင်းကတငယ်ချင်းမလေးနာအိုဟာဝိညာဉ်တွေကိုမြင်နိုင်စွမ်းရှိသူဖြစ်ပြီးသူမကနိုရီယိုကိုဒီအိမ်ကနေအမြင်ဆုံးထွက်ဖို့တတိပေးခဲ့ပါတယ်။ဒါပေမဲ့အင်ကြီးရဲ့ကျင်းစားကသူတို့ကိုလွယ်လွယ်နဲ့ထွက်ခွာခွင့်မပေးခဲ့ပါဘူး။မကြခင်မှာပဲအဖေဖြစ်သူအာကီယိုနဲ့အမေမာဆာကိုတို့ဟာလည်းစိတ်ဖောက်ပြန်သူတို့ဖက်လာပြီးတအူးကိုတအူးရန်မူရင်ကြောက်စရာကောင်းတဲ့နီလန်းတွေနဲ့တေဆုံးသွားခဲ့ကြပါတယ်။အမကေကိုလည်းပျောက်ဆုံးသွားပြီးအိမ်ထဲမှာနိုရီယိုနဲ့အဖွားဟာရူအဲဘေးကျန်ရစ်ပါတော့တယ်။သရဲမဆာယူရီဟာသူမခံစားခဲ့ရတဲ့နာကျင်မှုကိုဒီမိသားစုပေါ်ပုံချပြီးတယောက်ပြီးတယောက်တပ်ဖြတ်နေတာပါ။နိုရီယိုတယောက်တည်းကြောက်လန့်တကြားနဲ့ပုံအောင်နေချိန်မှာတော့အံ့ဩစရာကောင်းတဲ့အလဲ့ပြုံတစ်ခုဖြစ်ပေါ်လာပါတယ်။မြင်းနဲ့တတိမိပြီးငြိမ်နေတဲ့အဖွားဟာရူအဲဟာရုတ်တရက်အတိပြန်ဝင်လာပြီးနိုရီယိုကိုကယ်ထုတ်လိုက်ပါတယ်။အဖွားဟာအရင်ကတိုင်းချီတိုင်းပညာရှင်တယောက်ဖြစ်ပြီးသူမရဲ့မျက်လုံးတွေကအရင်လိုမေးဆက်မနေတော့ပဲထက်မြက်တဲ့အရေးချင်းတွေပေါ်လင်းလာပါတယ်။အဖွားကနိုရီယိုကိုပြောပြလိုက်တဲ့စကားကဒီကရဲ့အဓိကအနှစ်စားတာပါပဲ။ဒီရဲဆိုတာလူရီရဲ့ကြောက်စိတ်နဲ့စိတ်တဲ့ကြစေမှုကိုစားသုံးပြီးအာဂရီကြီးလာတာငါတို့ကအသက်ရှင်ခြင်းစိတ်ပြင်းထန်နေပြီးစိတ်သက်ခိုင်မာနေရင်သူတို့ငါတို့ကိုဘာမှလုပ်လို့မရဘူးဆိုပြီးသင်ပေးလိုက်ပါတယ်ဒီနေရာကစပြီးဇလန်ဟာတမားရိုးတဲ့ထရဲကားတွေနဲ့လုံးဝကွဲထွက်သွားပါတယ်အဖွားနဲ့နိုရီယိုတို့ဟာထရဲမကိုကြောက်ပြီးထွက်ပြေးမဲ့မဟုတ်သူမကိုရင်ဆိုင်ဖို့ပြင်ဆင်ကြပါတော့တယ်အဖွားကနိုရီယိုကိုခွန်အားရှိတဲ့အစားအစာတွေကျွေးတယ်ခန္ဓာကိုကြမ်းခုန်အောင်လေ့ကျင့်ခန်းတွေလုပ်ခိုင်းတယ်ပြီးတော့အတန်ကုန်အော်ဟစ်ပြီးကြောက်စိတ်တွေကိုမောင်းထုတ်ခိုင်းပါတယ်သူတို့ညောင်ဟာအင်းရှိမှတိုက်ချီကစားရင်ငါတို့အသက်ရှင်နေတယ်ငါတို့မရှုံးဘူးဆိုတဲ့စိတ်ဓာတ်နဲ့ထရဲမကိုစိန်ခေါ်ကြပါတယ်နောက်ဆုံးမှာတော့ထရဲမစာယူရီရဲ့အတိတ်ကအထစ်ဖြန်တွေကိုသူတို့သိလိုက်ပါတယ်သူမဟာသူမရဲ့အဖေနဲ့အကိုဖြစ်သူတို့စီကနေလူမဆန်ကွာနှိမ့်ဆက်ညင်မှန်ခံရတာဖြစ်ပြီးသူမရဲ့ဝိညာဉ်ဟာနာကြီးချက်တွေနဲ့ပြီးနံနေတာပါဒါပေမဲ့အဖေါ်ကတော့နေခံစားခဲ့ရတာဝမ်းနည်းစရာကောင်းတယ်ဒါပေမဲ့ငါမိသားစုကိုတတ်တာတော့ခွင့်မလွတ်နိုင်ဘူးလို့ပြပြတတ်တာပြောလိုက်ပါတယ်ဇာတိန်ပိုင်းမှာတော့အဖွားရဲ့တိုင်းပညာနဲ့နိုရီယူရဲ့အသက်တီကိုပေါင်းဆက်ပြီးစာယူရီရဲ့ဝိညာဉ်စုကိုအပိသက်နှိမ်နှင်းလိုက်ပါတယ်ဒီကဟာတာမန်6လန်စုံတက်တက်မဟုတ်ပဲဘလောက်ပဲစိုးဝါတဲ့အတိတ်တွေအမောင်ထူးတွေရှိပါစေကိုယ့်ရဲ့အသက်ရှင်ခြင်းစိတ်ခါသာအားလုံးကိုအနိုင်ယူနိုင်တယ်ဆိုတဲ့ message ကိုပေးသွားတဲ့ဤကုံချိုးဖာခဲ့ပါတယ်